73စီချိုးချံချွေတာသုံးဆွဲရေးအတွက်ပြည်သူတို့အတိပေးကြေညာချက်အပိုက်တဲ့လက်ရှိကမ္ဘာနိုင်ငံရေးအခြေအနေများအရအရှိအလဲပိုင်းဒေသအတွင်း၌စီရေးပဋိပက္ခများကြောင့်လောင်စာစီတင်သွင်းသည့်တမောများဖြင့်တည်ယူပို့ဆောင်ရာရေလမ်းကြောင်းတစ်လျှောက်တွင်အတားအဆီးအဟံတာပိတ်ဆို့မှုများဖြစ်ပေါ်လျက်ရှိပါသည်အပိုက်နှင့်အထက်ပါအခြေအနေများကြောင့်73စီချိုးချံချွေတာရေးနှင့်ပူလုံမှုရှိစေရေးအတွက်2026ခုနှစ်မတ်လ9ရက်နေ့မှစတင်၍ပုဂ္ဂလိကယာဉ်များလုပ်ငန်းသုံးယာဉ်များနှင့်တည်ယူပို့ဆောင်ရေးယာဉ်များသည်အောက်ပါစည်းကမ်းသတ်မှတ်ချက်များနှင့်အညီမောင်းနှင်အသုံးပြုရန်ဖြစ်ပါသည်။ကာကြီးလစဉ်စုံရများတွင်စုံနံပါတ်အခရာပါသောယာဉ်များဥပမာ2A မြင်းဆောင် 4A မြင်းဆောင်စသည်ဖြင့်မရများတွင်မနံပါတ်အခရာပါသောယာဉ်များဥပမာ 1A မြင်းဆောင် 3A စသည်ဖြင့်စသည်ပုဂ္ဂလိကပိုင်ယာဉ်များသာမောင်းနှင်အသုံးပြုရန်ဖြစ်ပါသည်။ EV မော်တော်ယာဉ် EV မော်တော်ဆိုင်ကယ်များနေ့စဉ်မောင်းနှင်နိုင်သည်။ကာကွယ်နေ့စဉ်အများပြည်သူတည်ယူပို့ဆောင်ရေးမော်တော်ယာဉ်များအငှားယာဉ်များတက်စီ73စီတည်ယူပို့ဆောင်သည့်ယာဉ်များစောက်လုပ်ရေးလုပ်ငန်းသုံးယာဉ်များကုန်စည်ပို့ဆောင်ရေးယာဉ်များလူနာတင်ယာဉ်နိဗ္ဗာန်ယာဉ်များနှင့်စီပင်အမှိုက်သိမ်းယာဉ်များအသုံးပြုနိုင်သည်။ကားငယ်73စီလုပ်ငန်းရှင်များသာမကအများပြည်သူအနေဖြင့်73စီများဝယ်ယူစုဆောင်းခြင်းနှင့်ဈေးနှုန်းမြင့်တင်၍ရောင်းချခြင်းများလုံးဝမပြုလုပ်ရန်ဖြစ်ပါသည်အပိုက်သုံးတို့ဖြစ်ပါ၍အထက်ပါစည်းကမ်းသတ်မှတ်ချက်များသည်ထပ်မံ၍တစုံတရာထုတ်ပြန်မှုမရှိသည့်အချိန်ထိအတည်ဖြစ်ကြောင်းနှင့်အဆိုပါစည်းကမ်းသတ်မှတ်ချက်များအားဖောက်ဖျက်ကျူးလွန်ပါကတည်ဆဲဥပဒေများနှင့်အညီအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသတင်းထုတ်ပြန်ရေးအဖွဲ့အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီမှအသိပေးကြေညာထားပါတယ်ခင်ဗျာ။